ဒီကြနေပါဆော့မှာပေါ့ ဟုတ်ကဲ့ဆော့တယ်ဗျာ ဆော့ ဟုတ်ကဲ့ မိုဘိုင်းလီဂျန်နဲ့ပတ်သက်တဲ့မေးခွန်းပဲမေးမယ် ဟုတ်ကဲ့ရပြီဗျာ ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့ကတော့လက်ရှိအခုချိန်မှာကျွန်တော်တို့မာသာကောင်းဝင်းကိုပြန်လည်ပြီးတော့ရောက်ရှိနေတာဖြစ်ပါတယ်ဒါကျွန်တော်မာသာကောင်းဝင်းရဲ့တကယ်လူကျော်လူရည်သက်ဒါကျွန်တော်တို့ညီလေးတအုပ်ကိုမေးခွန်းလေးတွေမေးပြီးတော့မှကျွန်တော်တို့ရဲ့ထုံးစံအတိုင်းပဲကျွန်တော်တို့စွန့်ငွေလက်ဆောင်လေးတွေပေးမှာဖြစ်ပါတယ်ညီလေးမင်္ဂလာပါ ဟုတ်မင်္ဂလာပါဗျာ ညီလေးရဲ့နာမည်လေးကိုမိတ်ဆက်ပေး ကျွန်တော်နာမည်မောင်ရသားပါဗျာ မောင်ရစာ ဟုတ်ကဲ့ ညီလေးဒီကောင်းဝင်းမှာအလုပ်လုပ်တာကြာပြီလားဒါမှမဟုတ်ရင်နောက်လိုက်လားရင်မောင်းလားဆက်လောက် ရှင်းနှောင်းလိုက်ဗျာ ရင်နောက်လိုက်ဘယ်နှစ်နှစ်လောက်ရှိပြီ နှစ်နဲ့တော့မရှိသေးဘူးလာပိုင်းမရှိသေးတယ် လာပါရှင် ဟုတ်ကဲ့ လူငယ်ဆိုတော့မိုဘိုင်းလီဂျန်တွေပဲဆော့မှာပေါ့ ဟုတ်ကဲ့ဆော့တယ်ဗျာ ဆော့ ဟုတ်ကဲ့ မိုဘိုင်းလီဂျန်နဲ့ပတ်သက်တဲ့မေးခွန်းပဲမေးမယ် ဟုတ်ကဲ့ရပြီဗျာ โอเคကင်မရာလေးကိုတစ်ချက်ကြည့်ပြီးဖြစ်ပြီเนาะအခုမိုဘိုင်းလီဂျန်ဆော့တဲ့အချိန်မှာ RAM ဘယ်လောက်ထိရောက်နေပြီ run 2ဒီကျန်မှာဒီကျန်2ပေါ့ အကိုကညီလေးကိုမိုဘိုင်းလီဂျန်နဲ့ပတ်သက်တဲ့အဲ့လီဂျန်ဥစ္စာကိုပဲအဖြေနှစ်ခုကန့်ပြီးတော့မေးခွန်းတစ်ခုမေးမယ် ဟုတ်ကဲ့ရပြီ အခုဖြေပေးရမှာဗာလဲဆိုတော့လီဂျန်မှာဘယ်နဲ့စင့်တီရှိလဲနံပါတ်1အချက်ပြီးတော့အဲ့လီဂျန်ရဲ့အဆင့်တစ်ခုတစ်ခုတည်းမှာကျဲဘယ်နှလုံးရှိလဲ ဟုတ်ကဲ့ဗျာဒီကျန်မှာဆိုတော့5ဆင့်ရှိတယ် 9သိန်းရှိတယ် ကျဲ 1 2 3 4 5 ကျန်ရတဲ့5လုံးရှိပါတယ် မှန်ပါတယ်ခင်ဗျာမှန်ပါတယ်ဒါလီဂျန်မှာကျွန်တော်တို့ဟုတ်ပါတယ်1 2 3 4 5ဆိုလီဂျန်5ဆင့်ရှိပါတယ်ကျွန်တော်5 4 3 2 1ဆိုပြီးတော့မှနောက်ဆုံးကျွန်တော်မတ်တစ်ရောက်တာပါဟုတ်တယ်တစ်ဆင့်စီတိုင်းမှာလည်းကျဲ5လုံးရှိပါတယ်မင်္ဂလာပါကြီးလေးဒါပဲဒါလုံးဝမင်္ဂလာပဲเนาะကြီးလေးရောက်စုငွေ9000 ဟုတ်ကဲ့ကျေးဇူးဗျာ ကိုလိုဖြည့်ပေးတဲ့အတွက်ကျေးဇူးပဲเนาะညီလေးကားနဲ့ပတ်သက်လာတယ်ဆိုလို့ရှိရင်မိုးကဆိုလို့ရှိရင် MTK ကို3ရတယ် ဟုတ်ကဲ့ဗျာ အခုလိုညီလေးအဖြစ်မှန်သွားတဲ့အတွက်ညီလေးခံစားချက်ပြောပေးဦး ပြောပါတယ်ဗျာ နောက်အကိုတို့ကြီးမှာဘာပဲဖြစ်ဖြစ် game နဲ့ပတ်သက်ပြီး join ပေးတဲ့အတွက်ကျေးဇူးတင်เนาะဟုတ်ကဲ့ပါဒါကျွန်တော်တို့ဒါ mobile legend နဲ့ပတ်သက်ပြီးမေးခွန်းတွေကိုမေးပြီးတော့မှညီလေးကိုဆုလက်ဆောင်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးပါ